ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ယူဆက်ခွန်အသင်းများနဲ့တွေ့ဆုံတဲ့သတင်းကိုတင်ပြပေးလိုပါတယ်အာရှခြေစစ်ပွဲအောင်မြမလက်ရွေးစင်အမျိုးသားအမျိုးသမီးယူဆက်ခွန်အသင်းများမိသားစုများနဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်တို့မနေ့ကတွေ့ဆုံခဲ့ပါတယ်ဒီလိုတွေ့ဆုံရမှာတော့အစားအသောက်နဲ့နေထိုင်မှုပုံစံတိုးတက်ကောင်းမွန်ရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်နဲ့အာရှပြိုင်ပွဲများအတွက်ရေရှည်စီမံကိန်းများဖြင့်ကြိုတင်ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပါတယ်မြန်မာယူဆက်ခွန်အသင်းကစားသမားများအနေဖြင့်ခန္ဓာကိုယ်ဖွံ့ဖြိုးရေးပွဲချိန်ပြည့်ကြန့်ခိုင်မှုကောင်းစွာကစားနိုင်ရေးရိုးရာဓလေ့စားတောက်မှုပုံစံအားပြောင်းလဲ၍အာဟာရဗေဒကျွမ်းကျင်ပညာရှင်များလမ်းညွှန်မှုတိုင်းနေတိုင်းစားတောက်ရေးပြပလေးကျင့်ရေးခရီးစဉ်များအာရှအဆင့်အသင်းများနှင့်ခြေစမ်းပွဲများကစားရေးပြည်တွင်းပြည်ပပြိုင်ပွဲများနှင့် scouting လုပ်ငန်းများဆောင်ရွက်ရေး social media များသုံးစွဲခြင်းမှစ၍အားကစားသမားပိတစွာနေထိုင်ကြိုးစားရေးအတွက်မိဘဆရာများနီးပြအုပ်ချုပ်သူများအတူတကွပူးပေါင်းဆောင်ရွက်ရေးတို့ကိုအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောနဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာခင်စောဦး nutrition ကျွမ်းကျင်သူများဆရာဝန်များနီးပြများအတူတကွဆွေးနွေးခဲ့ကြပါတယ်အားလုံးတည်ပြီးဖြစ်ကြတဲ့အတိုင်းယူဆက်ခွန်အမျိုးသားရောအမျိုးသမီးအသင်းများမှာ2026အာရှဖလားအတွက်ခြေစစ်ပွဲများအသီးသီးအောင်မြင်ထားပြီးလည်းဖြစ်ပါတယ်ပြိုင်ပွဲတွေကိုတော့ဧပြီလနဲ့မေလတွေမှာကျင်းပသွားမှာဖြစ်ပါတယ်အမျိုးသမီးပြိုင်ပွဲကိုတရုတ်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးဧပြီ30မှမေ18ရက်အထိခြေစစ်ပွဲအောင်12သင်းမှရှင်ပြိုင်ကြမှာဖြစ်ပါတယ်အမျိုးသားအသင်းအနေနဲ့ကတော့ Saudi Arabia နိုင်ငံကအင်ရှင်ဖြစ်မေ9ရက်နေ့ကနေ24ရက်နေ့အထိလက်ခံကျင်းပမှာဖြစ်ပါတယ်ဒါကြောင့်နှစ်သင်းလုံးအနေနဲ့ပြင်ဆင်ချိန်4လကျော်လောက်ရရှိမှာဖြစ်ပါတယ်ဖွဲ့ချုပ်အနေနဲ့ထဲသွင်းဆွေးနွေးသွားတဲ့အချက်များဟာတကယ်ကိုကောင်းမွန်လှပါတယ်။ဒီကလိုအပ်တာကတော့ကစားသမားများကိုယ်တိုင်မိမိတို့ရဲ့နေထိုင်စားတောက်တဲ့နေစဉ်လူနေမှုစတိုင်ကိုလိုလိုလားလားနဲ့ပြုပြင်နေထိုင်ဖို့ဖြစ်ပါတယ်။ဒါဟာလည်းနိုင်ငံအတွက်သာမကပဲမိမိတို့ရဲ့ဘဝအတွက်တိုးတက်ပြောင်းလဲရေးအတွက်ပါအရေးပါလှပါတယ်။ဥပမာအနေနဲ့အာဟာရဗေဒပညာရှင်တွေနဲ့ဘလို့ပဲကျိုးမွေးပါစေကစားသမားတိုင်းကတိတိကျကျလိုက်နာစားတောက်မှသာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ဒါကြောင့်ကစားသမားအနေနဲ့ညွှန်ကြားတဲ့အတိုင်းလိုက်နာပြီးနောက်အနာဂတ်မှာအားထားရတဲ့ကစားသမားအဖြစ်စ조사ကြပါရန်တိုက်တွန်းလိုက်ပါတယ်။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။